ဘန်နဲ့ကွန်တော့ဆိုကစားဝန်တစ်ခုမှရောက်နေကြပြီးရေလာရှိုးစီသွားကစားဖို့အတွက်လုံနေကြပါမယ်ဘန်ဆိုရင်ရက်မမီတဲ့တော့ဝင်များပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ကွန်လည်းဘန်ကိုပြောင်းပြီးတော့ရေလာရှိုးစီကစားဖို့အတွက်ထွက်သွားခဲ့လိုက်ပါတယ်အဲဘန်လည်းရေကြောပုံစံပြောင်းပြီးတော့ရေလာရှိုးစီသွားကစားဖို့အတွက်နိုင်ယိုနှိပ်ပြီးမယ်နိုင်ရက်ပြောင်းမသွားဘဲနဲ့ကြောင်နေကြတာကြောင့်မလို့ချိန်ခါနှိပ်တဲ့ခါကျတော့မှနိုင်ရအေလီယန်တကောင်ပုံစံပြောင်းသွားပါတော့တယ်ဒါပေမဲ့ဖြစ်သွားတဲ့ဟာရေကြောပုံစံဖြစ်မသွားဘဲနဲ့ဂရိမတာသာဖြစ်သွားတဲ့ကြောင့်မလို့ပြီးတော့လာတဲ့လူအုပ်ကြားထဲမှာနင်းမခံအောင်လို့မဟုတ်ပဲမနှဲဆောင်ခဲ့လိုက်ရပါတော့တယ်ဒီလိုနဲ့ဂိမ်းဆောက်ပါမှာဆိုရင်တော့ဖြင့်မျက်မှန်တက်ထားတဲ့လူပြောဆိုရင်ဒီကစားဝင်းလောက်ထားတဲ့နေရာဆိုရင်အရင်ကဆိုရင်အာကတိုင်းရင်များတစီကြာဘူးတဲ့နေရာဖြစ်တာကြောင့်မလို့ဒီနေရာမှာဂျိုသားတွေရှိနေတဲ့နိုင်ကြောင်ပြောပြီးဂျိုသားတွေကိုတွေးလို့ရှင်သူ့လာခေါ်ဖို့အတွက်ပြောနေနေပဲဘန်ကိုတွေးသွားကြအောင်မလို့ဘန်လည်းမနှဲဆောင်ပုံးလာရပါတော့တယ်အဲ့နောက်တော့ဘန်လည်းကွမ်ရဲ့ဘေးကိုသွားပြီးရီလာရှောစီကစားလိုက်ပါတော့တယ်ညမနဲ့လူရဆိုရင်လည်းဘန်နောက်ကိုလိုက်လာခဲ့လိုက်ပါတယ်ကွမ်လည်းအောက်ကိုရောက်လာပြီးတော့ဘန်သားဒီလိုအုံမတ်ကိုအလွဲသုံးစားလုပ်နေတာကိုအဖိုးမတ်စာတီလို့ချင်စိတ်ဆိုးလိမ့်မယ်လို့ပြောပြီးသူလည်းထွက်လာခဲ့လိုက်ပါတော့တယ်ကွမ်ထွက်သွားပြီးတဲ့နောက်မှာပဲဘန်ရဲ့နောက်ကနေပြီးတော့အစောကမျက်မှန်တက်ထားတဲ့လူကရောက်လာပြီးဘန်ကိုဖမ်းခေါ်သွားလိုက်ပါတော့တယ်ဘန်လည်းကွမ်ကိုအတင်းကိုခေါ်ပြီးတော့ကူညီလန်းတောင်းပါတော့တယ်ကွမ်လည်းတွေ့သွားကြောင်းလို့နောက်ကနေလိုက်လာရတဲ့အတွက်မျက်မှန်နဲ့လူလည်းအတင်းထွက်ပြေးသွားပြီးကားနဲ့ကနေရာအောင်မောင်းထွက်သွားပါတော့တယ်ဒီလိုနဲ့မျက်မှန်နဲ့လူလည်းသူ့ရဲ့အိမ်ကိုရောက်လာခဲ့ပြီးသူ့ရဲ့အိမ်ဟာဆိုရင်အပြင်ဘက်ကကြည့်လို့ရှိရင်တော့တာမန်အိမ်လေးတစ်လုံးဖြစ်ပေမဲ့အထဲမှာဆိုရင်တော့လေဆာကိရိယာနဲ့တက်ဆင်ထားတဲ့အဆင့်မြင့်အိမ်တစ်လုံးဖြစ်နေခဲ့ပါတယ်အဖိုးမတ်နဲ့ကွာဆိုလည်းဘန်ကိုလိုက်ရှာခြင်းကြောင့်ဘယ်မှာလိုက်ရှာလို့ရှာမှမသိဖြစ်နေခဲ့ကြပါတော့တယ်ပြီးတဲ့အခါမှာဆိုရင်တော့မျက်မှန်နဲ့လူလည်းဘန်ကိုဘယ်ဂျိုအားလာလဲဒီမှာဘာလာလုံးနေရလဲနဲ့နာမည်ဘယ်လိုခေါ်လဲဒီပါမေးနေပါတော့တယ်အပြီးတဲ့အခါမှာဆိုရင်တော့မျက်မှန်နဲ့လူလည်းပွဲပါနိုင်ဖွဲ့ကိုလက်ဆက်သွဲပြီးတော့သူဟာဆိုရင်အေလီယန်တကောင်ကိုဖမ်းမိတာဖြစ်တဲ့အတွက်ဒီအေလီယန်ကိုသုံးယူပြီးတော့သူဟာဆိုရင်ပွဲပါနိုင်ဖွဲ့တွေကိုဝင်ပြီးအေလီယန်စမ်းသပ်မှုတွေလှုပ်ဆောင်ကနာမည်ကြီးကျင်နေတာပဲဖြစ်ပါတယ်ဘန်လည်းဖမ်မလင်းထဲမှာပိတ်မိနေတဲ့အတွက်အရန်စိတ်တက်ကြနေပြီးနောက်တော့အကြံတစ်ခုရလာပြီးတော့ကြောင်လန်းစားပြီးတော့ဖမ်မလင်းကိုအောက်ပြုတ်ကြအောင်လုပ်ပြီးတော့ခွဲပြီးသူဟာဆိုရင်လွတ်မြောက်သွားပါတော့တယ်ဒါပေမဲ့အောက်ပြုတ်ကြပြီးလွတ်မြောက်သွားပေမဲ့သူ့နောက်ကနေပြီးကြောင်ရဲ့ဖုံစိုးဆက်တွေကဆိုရင်လိုက်နေတာကြောင့်မလို့မနဲ့လွတ်မြောက်အောင်ပဲပြေးခဲ့လိုက်ရပါတယ်နောက်တော့မျက်မှန်နဲ့လူလည်းဘန်လွတ်မြောက်သွားတော့တိရတဲ့အတွက်အသေးစံလိုက်ရှာပါတော့တယ်အဲ့နောက်ဘန်လည်းကွမ်းစီကိုဖုံးဆက်ပြီးတော့သူရောက်နေတဲ့နေရာကိုလှမ်းပြောပြလိုက်ပါတယ်နေရာကိုတိကျမပြောနိုင်ခင်မှာလည်းမျက်မှန်နဲ့လူကဘန်လွတ်မြောက်သွားတော့တိရကြောင့်မလို့အလန်စစ်စတန်နေမိလာပြီးတော့ကွမ်းနဲ့ပြောနေတဲ့ဖုံးကဆိုရင်လည်းပြတ်သွားခဲ့ပါတော့တယ်အဲ့နောက်တော့မျက်မှန်နဲ့လူလည်းရောက်လာပြီးဘန်ကိုလိုက်ဖမ်းတဲ့အတွက်ဘန်လည်းမနဲ့နီးပြုံးစုံနဲ့နေရာစုံရှောက်ပြေးရပါတော့တယ်ကွမ်းနဲ့ဖုံးမတ်တို့လည်းဘန်ပေးရဲ့လိပ်စာတိုင်ရောက်လာကြပြီးတော့အိမ်နဲ့ဝင်မှုအတွက်ပုံစံမျိုးစုံနဲ့စူးစမ်းနေကြမယ်တလွဲလွဲတဲ့ချော်ချော်စာဖြစ်နေကြကြပါတော့တယ်ဘန်ဘက်မှာဆိုရင်တော့ဘန်လည်းမီကိုကောင်းနိုင်တဲ့ကိုထွက်ပြေးသွားပြီးတော့အဲ့ဒါကိုတီးသွားတဲ့မျက်မှန်နဲ့လူကလည်းအောက်ကနေမီကုန်းကွင်းနဲ့မှိုင်းတိုက်လိုက်တဲ့အတွက်ဘန်လည်းအောက်ကိုပြုတ်ကျလာခဲ့လိုက်ရပါတော့တယ်ဒီလိုနဲ့ဘန်လည်းပြန်ဖမ်းခံလိုက်ရပြီးတော့မှန်လာရင်နဲ့ထည့်ပြီးပိတ်ခံလိုက်ရပါတော့တယ်ဒါပေမဲ့အဲ့ချိန်မှာပဲ Forever Night ကဖွဲ့ရလူတွေရောက်လာပြီးတော့ဘန်ရောမျက်မှန်နဲ့လူကိုပါခေါ်ပြီးတော့ထွက်သွားပါတော့တယ်ဂွမ်နဲ့ဖိုးမတ်တို့ဘက်မှာဆိုရင်တော့အိမ်ထဲကိုဝင်လို့ရသွားကြရမယ်အဲ့ဒါဆိုရင်အိမ်မတစ်လုံးသာဖြစ်နေခဲ့ပါတော့တယ်ဒါပေမဲ့သူတို့ရှိရအိမ်ကနေပြီးဘန်ရဲ့မျက်မှန်နဲ့လူရဲ့ထွက်သွားတာကိုမြင်လိုက်ရတဲ့အတွက်နောက်ကနေလိုက်ဖို့လုပ်ကြပါတော့တယ်ဒါပေမဲ့မျက်မှန်နဲ့လူရဲ့ဖုံးဟာဆိုရင်လည်းကြာကြာနေကြတာကြောင့်မလို့သူတို့နောက်ဆုံးခေါ်ထားတဲ့ဖုံးနံပါတ်ကိုချေရခံပြီးတော့ပဲဂွမ်နဲ့ဖုံးမတ်ဟာဆိုရင်လည်းလိုက်လာခဲ့လိုက်ကြပါတော့တယ်ဘန်နဲ့မျက်မှန်နဲ့လူတို့ရေတိုက်တကူတွေကို Forever Night တွေကခေါ်လာခဲ့ကြပြီးတော့ Forever Night တွေကနေပြီးပဲမျက်မှန်နဲ့လူသူတို့ကဒီစမ်းသပ်မှုလူသိရှင်ရချင်းညာမှာမဟုတ်ဘူးလို့ပြောပါတယ်ပြီးတဲ့အခါမှာဆိုရင်တော့ဘန်ကိုတော့ခွဲစိတ်စမ်းသပ်မှုတို့ခေါ်သွားပြီးတော့မျက်မှန်နဲ့လူတို့ကန်ထုတ်ပြလိုက်ပါတော့တယ်ဂွမ်နဲ့ဖုံးမတ်ဆိုတာဆိုရင်လည်းရောက်လာခဲ့ကြပြီးတော့အဖိုးမတ်ကနေပြီးဒီ Forever Night တွေဆိုရင် Alien Technology တို့လေ့လာနေတဲ့လူ့ဝဖွဲ့စည်းဖြစ်တယ်ဆိုတော့ကဂွမ်ကိုရှင်းပြလိုက်ပါဂွမ်နဲ့ဖုံးမတ်တို့လည်းရေတိုက်တွေကိုတိတ်တိတ်ဆိတ်ဝင်လာကြရမယ်အဆောင်တယောက်ကတွေ့စားကြမလို့ fighting play ရပါတော့တယ်မျက်မှန်နဲ့လူကလည်းသူ့ကိုကန်ချခံရတဲ့အတွက်သူကလည်းအဆောင်ရောင်ဆောင်ပြီးတော့ဘန်ကိုပြန်လာကယ်ထုတ်ပါတော့တယ်ဒါပေမဲ့အချိန် Forever Night ဘက်ကလူတယောက်ကပြန်တက်လာကြမလို့မျက်မှန်နဲ့လူနဲ့ Forever Night ဘက်ကလူနဲ့ fighting play ကြပါတော့ဘန်လည်းအဲ့နေရာနေပဲအမြန်ထွက်ပြေးလာပြီးအပြင်ရောက်တဲ့ခါမှာတော့ဂွမ်နဲ့တွေ့ပါတော့တယ်လူနဲ့သူလည်းအပြင်ပြန်ထွက်ဖို့အတွက်လောက်ကြနေရင်းနဲ့ပဲကင်းလက်နေတဲ့ Forever Night ဖွဲ့ရနဲ့တွေ့တာကြောင့်မလို့အခန်းတစ်ခုတည်းဝင်လာခဲ့လိုက်ကြပါတယ်အထက်ရောက်မှတီးလိုက်ရတော့ဒီခန်းကဆိုရင် Alien တက်တွေစုထားတဲ့အခန်းတစ်ခုဖြစ်နေကြတာပဲဖြစ်ပါတယ်အဲ့နောက် Forever Night ဖွဲ့ရလည်းဘန်တို့လွတ်သွားတာကိုတီးသွားပြီးတော့နေရာစုံလိုက်ရှာကြပါတော့တယ်ဒီလိုနဲ့ဘန်တို့နေတဲ့ခန်းတို့ရောက်လာခဲ့ပြီးဘန်တို့တွေ့သွားတာကြောင့်မလို့အဖိုးမတ်လည်း Forever Night ဖွဲ့ရနဲ့ချပါတော့တယ်ဘန်ကတော့ Alien တက်တွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ဒီနေရာတစ်ခုလုံးကိုဖောက်ခွဲပစ်လိုက်ချင်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုပောက်ကွဲမှုကြီးဖြစ်လို့ရှင်လူတွေအနေရှိနိုင်တာကြောင့်မလို့ဂွမ်နဲ့အဖိုးမတ်ကိုတော့အပြင်ကိုရင်ထွက်ခိုင်းလိုက်ပါတယ် Forever Night ဖွဲ့ရခေါင်းဆောင်ကလည်းဘန်လှုပ်ချင်နေတဲ့အကြောင်းအရာကိုသိသွားပြီးတော့သူ့လူတွေကိုပဲအပြင်ထွက်ခိုင်းလိုက်ပြီးတော့မျက်မှန်နဲ့လူကိုပဲဒီထဲမှာခြံထားခဲ့လိုက်ပါတော့တယ်ဘန်လည်းနောက်ဆုံးတော့ဖောက်ခွဲမှုကိုလုံးနိုင်တော့မယ့်အချိန်မှာပဲဂရိမတာပုံစံနေပြီးလူပုံစံပြန်ပြောင်းသွားကြမလို့မို့အစောကြည့်နေတဲ့မျက်မှန်နဲ့လူကဆိုရင်ကြောင်အမ်းဖြတ်သွားပါတော့တယ်ဒါပေမဲ့ဘန်လက်ဆိုရင်ညက်နေတာကြောင့်မလို့သူကပဲဘန်ကိုသွားကူညီပြီးသူတို့ကအပြင်ကိုမနဲ့ထွက်လာခဲ့လိုက်ကြပါတော့တယ်သူတို့ပြင်ရောက်တဲ့အချိန်မှာလည်းရေတိုက်တစ်ခုလုံးဆိုရင်လည်းဖောက်ခွဲပျက်စီးသွားပါတော့တယ်မျက်မှန်နဲ့လူကတော့သူ့ရဲ့ alien ကောင်လေးကိုတွေးမိကြသေးလားလို့မေးနေပြီးဘန်တို့ကတော့ကြောင်အမ်းပုံစံနဲ့ပဲလုံနေခဲ့လိုက်ပါတော့တယ်ပြီးတဲ့အခါမှာတော့သူတို့ရဲ့ခီးကိုဆက်ထွက်လာခဲ့ကြပြီးဘန်နာရီယာဆိုရင်လည်းတစ်ခုမူမှန်ပဲဖြစ်နေခဲ့ပါတယ် Forever Night ဖွဲ့ဘက်မှာတော့ဖြင့်ဘန်တို့ရဲ့ချက်လက်တွေကိုစတင်စုံစမ်းနေပြီဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုလေးကြိုက်နေတဲ့လို့သဘောကျဆိုလို့ရှိရင်တော့ like subscribe လုပ်ထားပေးကြပါဦးဗျကြည့်ရှုအားပေးကြတဲ့တယောက်ချင်းတော့အထူးပဲကျေးဇူးတင်ရှိပါဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါဗျအားလုံးပဲဘိုင်ဘိုင်